အားလုံးပဲမင်္ဂလာပါရှင်။ဇေဝတုတကဏ္ဍကနေကြိုဆိုပါရစေ။ယခုတစ်ပတ်ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာတော့အခုခီးသွားရသည်ဖြစ်တဲ့အခါမှာခီးရသွားကြတယ်ပေါ့နော်။ခီးသွားတဲ့အခါမှာကျမတို့မရှိမဖြစ်ဆောင်သွားရမယ့်ဆေးမျိုးစားတွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုတော့အထူးသဖြင့်ဒီခီးသွားမဲ့သူတွေကြည့်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ရှင်။ကျမတို့ခီးသွားမယ်ဆိုရင်ပထမဦးဆုံးဆောင်ထားမယ့်ဆေးကတော့အကိုက်ခဲပြောက်ဆေးပေါ့နော်။ဖျားနာသက်သာဆေးဖြစ်ပါတယ်။နမူနာပြောရမယ်ဆိုအကိုက်ခဲပြောက်ဆေးအပျော့စားတွေဖြစ်တဲ့ဒီပါရာစီတမောလိုမျိုးအကိုက်ခဲပြောက်ဆေးမျိုးတွေပေါ့နော်ကိုယ်အိမ်မှာခလေးပါတယ်ဆိုရင်တော့အကိုက်ခဲပြောက်ဆေးအရေးပေါ့နော်ဆာရပ်တွေဆောင်သွားမယ်လူကြီးရှိရဆိုရင်တော့ပါရာစီတမောဒီအခဲလေးတွေဆောင်သွားဖို့လိုအပ်ပါတယ်ရှင်ကျမတို့ဆေးကိုဒီလိုမျိုးဆေးကိုယူသွားမယ်ဆိုလဲကျမတို့ဖြစ်နိုင်တော့ဆေးကတ်နဲ့ပေါ့နော်ကတ်လိုက်ယူသွားဖို့လိုအပ်တယ်ဆေးကိုဖြီးပြီးတော့ပေါ့နော်ဒီတခြားဒီဘူးတွေကိုပြောင်းထည့်ပြီးတော့ယူသွားတာမျိုးထက်ဆိုင်ဆေးကတ်လိုက်ကိုယူသွားပြီးတော့ကျမတို့အပေါ်မှာအဖျားကျဆေးအကိုက်ခဲပြောက်ဆေးလို့ရေးထားပြီးတော့ခီးသွားတဲ့အခါမှာတေချာထုတ်ပို့ပြီးယူသွားဖို့လိုအပ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကျမတို့ခီးသွားတဲ့အခါမှာဆောင်းသွားတဲ့ဆေးကတော့ပေါ့နော်အစာအိမ်နဲ့ပတ်သက်တဲ့ဆေးတွေပေါ့နမူနာပြောရမယ်ဆိုရင်ဘိုက်အောင်ပြောက်ဆေးတွေပေါ့နော်အစာအိမ်နာတာဘိုက်အောင်နာမျိုးတွေကလူတိုင်းဖြစ်လေဖြစ်တာရှိတတ်တယ်ဖြစ်လဲဖြစ်တတ်တယ်ပေါ့နော်ခီးသွားတဲ့အချိန်မှာဆိုလဲဖြစ်လဲဖြစ်တတ်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အစာအိမ်ဘိုက်အောင်ပြောက်ဆေးလိုမျိုးပေါ့နော်အန်တက်စစ်လိုမျိုးဆေးတွေအိုမီပရာဇောလိုမျိုးဆေးတွေစီမီတဒင်းလိုမျိုးဆေးတွေပေါ့နော်အစာရှိသည့်ဖြစ်လေပွားတာတတတဲ့ဆေးမျိုးတွေလည်းဆောင်းသွားဖို့လိုအပ်ပါတယ်ဒါအပြင်ကျမတို့ဒီလော်ပရာမိုက်လို့ခေါ်တဲ့ဒီဝမ်ပိတ်ဆေးတွေမျိုးလဲဆောင်းနာဖို့လိုအပ်ပါတယ်ပေါ့နော်ဒါလို့လဲဆိုခီးသွားတဲ့အခါမှာကိုနဲ့မတည့်တဲ့ဒီနေရာပြောင်းလဲအလိုက်ပေါ့နော်အစားတောက်တွေစားမိတဲ့အခါမှာဝမ်ပြက်ဝမ်ချောတာမျိုးလဲဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ခီးသွားတဲ့အခါမှာဒီဝမ်ပိတ်ဆိုးလိုမျိုးပေါ့နော်လော်ပရာမိုက်ဆိုတဲ့ဆေးမျိုးတွေလဲဆောင်းဖို့လိုအပ်ပါတယ်ဒါပြင်ခီးသွားတဲ့ခါမှာကျမတို့မရှိမဖြစ်ပါမှာတော့ဓာတ်စားတုပ်ပေါ့နော် ORS လို့ခေါ်တဲ့ဓာတ်စားတုပ်လည်းလိုအပ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခီးသွားတဲ့ခါမှာရာသီဥတုဒဏ်ကြောင့်ဒီချွေးတွေထွက်တာများတဲ့တော်၎င်းဒါမှမဟုတ်ကျမတို့ဒီအားနေရင်တော်၎င်းဒါမှမဟုတ်ဝမ်းလျှော့တာများတာနာများတာဆိုရင်လည်းကျမတို့လွယ်လင်းတကူပေါ့နော်ဓာတ်စားလေးကိုတိုက်ချင်းအဖြစ်ဓာတ်စားတက်တွေပြေဝစေနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ခီးသွားတဲ့ခါမှာဆိုလည်းဒီဓာတ်စားတုပ်ကလေးတွေကိုစောင့်သွားဖို့လည်းလိုအပ်ပါတယ်ရှင်နောက်တတိယတစ်ချက်အနေနဲ့စောင်းသွားမယ့်ဆေးကတော့ကျမတို့ဒီထိခိုက်ဒဏ်ရာတွေအတွက်ပေါ့နော်ဒီဟန်ဆာဘလက်လိုမျိုးဆေးမျိုးတွေပြီးတော့ဒီအရက်ပြန်တွေခွန်းတွေပြီးတော့ဘီတာဒင်းလိုမျိုးပေါ့နော်ပိုတက်ဆေးမျိုးတွေဒါတွေကလည်းကျမတို့ဒီခရီးသွားတဲ့အခါမှာမတော်တဆမှုအားလည်းရှိတတ်တဲ့အတွက်ကြောင့်မလို့ဒါမျိုးလေးတွေလည်းစောင်းသွားဖို့လိုတယ်ဒါအပြင်ကျမတို့လိုအပ်တယ်ဆိုရင် bandage လို့ခေါ်တဲ့ပတီအမျိုးမျိုးပေါ့နော်ပတီတစ်ခုတော့၎င်းနှစ်ခုတော့၎င်းစောင်းသွားလို့ရတဲ့ rubber bandage လိုမျိုးပတီမျိုးစားတွေလည်းကျမတို့ခရီးသွားတဲ့အခါမှာယူသွားဖို့လိုအပ်ပါတယ်ရှင်နောက်တစ်ခုခရီးသွားတဲ့အခါမှာမရှိမဖြစ်ပေါ့နော်ဆောင်းသွားမယ့်ဆေးရတော့နှာစီးနှာမောယာနာတတစေနိုင်နေပေါ့နော် anti histamine အုပ်စုဝင်ဆေးတွေကိုလည်းဆောင်းထားဖို့လိုအပ်ပါတယ်ပြောရမယ်ဆို cetirizine လိုမျိုးဆေးမျိုးတွေဒီ loratadine လိုမျိုးဆေးမျိုးတွေကတော့ကျမတို့နှာစီးတဲ့အခါမှာနှာပိတ်တဲ့အခါမှာဒါမှမဟုတ်ရရမှုတွေဖြစ်တဲ့အခါမှာတတစေနိုင်တဲ့အာနိသင်ရှိရဲ့ဆေးမျိုးစားတွေလည်းဆောင်းသွားဖို့လိုအပ်ပါတယ်ရှင်ဒါအပြင်ကျမတို့ခီးသွားတဲ့အခါမှာမရှိမဖြစ်ဆောင်းထားမယ့်ဆေးကတော့ကိုသုံးနေကြပေါ့နော်တချို့ဒီယောဂရှိတဲ့သူတွေပေါ့သွေးတိုးရှိတဲ့သူတွေစီးချိုရှိတဲ့သူမျိုးတွေနှလုံးယောဂရှိတဲ့သူတွေဆိုရင်ကိုနဲ့မပါမဖြစ်ပေါ့နော်ဆေးတွေကိုလည်းတေချာစွာဆေးစာအုပ်နဲ့အတူတကွာပေါ့နော်ထည့်ပြီးတော့ဆောင်းသွားဖို့လိုအပ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ခီးသွားတဲ့အခါမှာဒီကိုသုံးနေကြဆေးတွေလည်းယူသွားမှာပေါ့နော်ဒါပြင်ခီးပေါ်မူတည်ပြီးတော့ကာမှုတက်တဲ့လေရင်မူတက်တဲ့ဆိုရင်ကျမတို့အမှုပြည့်စည်တွေလည်းလိုအပ်တယ်ပေါ့နော်အကယ်ကိုကဒီငှက်ဖျားဖြစ်နိုင်တဲ့နေရာတွေသွားမယ်ဆိုရင်လည်းကျမတို့ဒီကြောင်နဲ့တိုင်ပြီးတော့ငှက်ဖျားဆေးမျိုးလေးတွေလည်းစောင်းသွားဖို့လည်းလိုအပ်တယ်ပေါ့နော်ဒါတွေကတော့အချမ်းပြင်းအဖြစ်ကျမတို့ခီးသွားတဲ့အခါမှာစောင်းနာမဲ့ဆေးလေးတွေပေါ့နော်ဒီဆေးလေးတွေကိုကျမတို့ထုတ်ပိုးတဲ့အခါမှာဆိုလဲတေချာအိတ်ကလေးနဲ့တေချာစနစ်တကျထုတ်ပိုးရမယ်ပြီးတော့ဒီဆေးတွေကိုသူ့ရဲ့ဒီပုံစံအတိုင်းပေါ့နော်ဆေးဘူးတွေကိုဖြီးထည့်တာမျိုးတစ်ခုတည်းကိုရောပြီးတော့ထည့်တာမျိုးမလုပ်ဘဲနဲ့သူ့ကတ်အလိုက်သူ့ကတ်လိုက်ပေါ့နော်စစ်ထဲကိုတေချာထည့်ပြီးတော့မြန်မာလိုရေးတော့၎င်းအင်္ဂလိပ်လိုရေးပြီးတော့၎င်းဒီခီးသွားတဲ့အခါမှာယူဆောင်သွားပြရမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကနေပြီးတော့ခီးသွားတဲ့အခါမှာယူဆောင်တဲ့ဆေးဝါးမျိုးမျိုးကြောင်းကိုမျှဝေပေးသွားတာဖြစ်ပါတယ်ရှင်ကြည့်ရှုသူများအားလုံးကျန်းမာချမ်းသာကြပါစေရှင်